ဇလန်းလေးမစခင်ကျွန်တော်တို့ channel လေးကိုအပေါင်းလေးနှိပ်ခဲ့ပေးပါဦးမင်းကြီးဟာတနေ့နန်းတော်ဥယျာဉ်ထဲလှည့်လည်နေစဉ်တရက်သီးများအပြည့်သီးနေတဲ့တရက်ပင်တပင်ကိုလူများကဝိုင်းကူးကြပြီးအကိုင်းများကျိုးပဲ့ပျက်စီးသွားတာကိုတွေ့ခဲ့တယ်အနီးမှာသီးမရှိတဲ့တရက်ပင်တပင်ကတော့ဘယ်သူမှမထိမခိုက်ပဲအေးချမ်းစွာရှိနေတယ်ဒီအခါမင်းကြီးကပစ္စည်းဥစ္စာအာနာစည်းစိမ်ရှိသူဟာတီးတဲ့တရက်ပင်လိုလူများ၏လောဘနှင့်အနှောက်အယှက်ကိုခံရတယ်ဘာမှမပိုင်ဆိုင်သူကတော့သီးမရှိတဲ့တရက်ပင်လိုအေးချမ်းနိုင်တယ်လို့အစဉ်ချင်းသဘောပေါက်ခဲ့ပါတယ်မဟာစနကဇတ်တော်တွင်မဟာစနကမင်းကြီးသည်တရက်ပင်တော်ကိုမြင်ပြီးလောကီစည်းစိမ်၏မတည်မြဲမှုကိုသဘောပေါက်ကထိနှက်ဆွ၍တရားရှာဖွေရန်တောထွက်သွားခဲ့ပါတယ်တောထွက်ပြီးနောက်မင်းကြီးသည်ယဟန်တရားကျင့်တဲ့ကဲ့သို့အေးချမ်းစွာနေထိုင်ပြီးတရားဘာဝနာအားထုတ်ခဲ့သည်လောဘဒေါသမောဟတို့ကိုလျှော့ချကာနေခမပါရမီကိုပြည့်စုံစေခဲ့သည်မိဖုရားတိဝလီမိဖုရားနှင့်အမတ်များကပြန်လည်နန်းတက်ရန်လိုက်လံတောင်းပန်ကြတော့လဲမင်းကြီး၏စိတ်သည်လောကီအာဏာပေါ်မတွေ့ရတော့ပါတရားအမြင်ပုံမနဲ့ဆိုင်လာကတန်တရား၏မတည်မြဲမှုကိုဆင်ခြင်နေထိုင်ခဲ့သည်ဒီဇတ်တော်ရဲ့အဓိကသင်ခန်းစာကစီးစိမ်အာဏာချမ်းသာမှုတို့သည်မတည်မြဲသောအရာများဖြစ်ပြီးပညာရှိသူသည်တရားနှင့်ငြိမ်းချမ်းမှုကိုရွေးချယ်တတ်သည်ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်